အားလုံးပဲမင်္ဂလာပါမိုဘိုင်းစတာမြင့်ငယ်မှာကြိုဆိုပါရစေလက်ကုံပြီဆိုတော့လက်ကုံရက်မှာဖုန်းလေးတွေ model တစ်ချင်းချင်နေဆိုလို့ရှိရင်တော့မိုဘိုင်းစတာမြင့်ငယ်မှာဘူးပစ္စည်းစုံတဲ့ quality ကောင်းတဲ့ model လေးတွေရောက်ရှိလို့နေပါတယ်ဒါလေးကအခုညီမပြပေးမှာဆိုလို့ရှိရင် Note 73 Pro လေးတွေပေါ့နော်မှန်တဲ့နဲ့ gain ဆော့မယ်မှန်လက်ပွေနဲ့ဒါကင်မရာဘက်မှာပဲအသုံးပြုချင်တဲ့သူတွေအတွက်ဆိုလို့ရှိရင် Note 73 Pro RAM 8256GB ဘူးပစ္စည်းစုံပါမယ်လုံးဝတော့ကုမ္ပဏီလုံးဖြစ်တဲ့အတွက်အပွန်စင်နာစာကင်းနဲ့ error ရှင်းနဲ့ဈေးတန်းအပြင်ကတော့ RAM 8256GB ကိုမှ9,8000တိနဲ့ရောင်းချပေးမှာပဲဖြစ်ပါတယ်ရှင်နောက်တစ်ခုကတော့ Note 15 Pro လေးပေါ့နော်ကိုက gain ဆော့မယ်မှန်ခုံးမကြိုက်ဘူးမှန်တဲ့ကြိုက်တဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ဘက်ထရီကြီးနဲ့စိုက်ကြီးပေါ့နော်ဒါလေးကဆိုလို့ရှိရင်ပတ်ကင်ဖောက်ထားတာမကြသေးဘူးပေါ့နော်လုံးပိုင်းက quality ပိုင်းကောင်းတယ်အပွန်စင်နာစာကင်းနဲ့သူကလည်း RAM 8256GB ကိုမှ9,000,000ခွဲဒီလေးနဲ့ပဲရောင်းချပေးမှာပဲဖြစ်ပါတယ်ဒါလေးကတော့ Note 15 Pro လေးပဲဖြစ်ပါတယ်ရှင်နောက်တစ်ခုကတော့အတန်ဆုံးလေးပေါ့နော်ဒီကောင်လေးကတော့ official ကလိုပဲ Note 14ဖြစ်ပါတယ်ဒီကောင်လေးကတော့ RAM 128GB ကိုဘူးပစ္စည်းစုံအသင်းကျိုးပါညာအကုန်ပါပြီးသားဒီကောင်လေးကတော့4သိန်းအထိတည်းနဲ့ပဲရောင်းချပေးမှာပဲဖြစ်ပါတယ်ဘာလို့4သိန်းအထိနဲ့ရောင်းတာလဲဆိုသူ့မှာအားနည်းချက်လေးတော့တစ်ခုပါတယ်ပေါ့နော်မှန်လေးကတော့နောက်မှန်လေးဖြစ်ပါတယ်ဒါပေမဲ့နောက်မှန်ဆိုဒီကသူဒီကျွန်တော်တို့က quality အကောင်းပိုင်းကိုသုံးပေးထားတဲ့တော့ကရုပ်ထွက်ပိုင်းကတော့ original တိုင်းရုပ်ထွက်တော့ထွက်တယ်လို့ပေမဲ့မှန်လက်ဝေလေးတော့မရပါဘူးဒါလေးကတော့4သိန်းဒီလေးနဲ့ပဲရောင်းချပေးမှာပါအာမခံချက်ကတော့အကုန်လုံးပြေဝပေးထားပါတယ်အဝဲပိုင်းမှာလက်ခ free တစ်နှစ်ပေးထားတယ်စက်တွင်မှာသုံးနေနဲ့အဲ့ဒါဖြစ်တစ်လုံးချိတ်ပေးမယ်ဆော်ရဲအာမခံတလားစားပေးလက်ခ free တစ်နှစ်ပေးထားပါတယ်ရှင်ဝိုင်းစမြင့်ငယ်မှာအယောင်းဝယ်ရစ်ကြအလက်တက်အကုန်လုံးလိုအပ်တာလုပ်လို့ရပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်